ချက်ပါဒီချိန်စာမိတဲ့စီရင်ထဲကနေကျမနာမည်ကိုဂွင်းလုံးကျွတ်ထုတ်လိုက်ပါတော့ရှင်။ဘာလို့လဲဆိုတော့အေးသွားရင်တောင်မှမသွားတဲ့ချက်ပါဒီကိုကျမလှုပ်တတ်သွားပါပြီရှင်။လှုပ်ရတာလွယ်ကူပြီးစားလို့လည်းကောင်းတယ်။ပါဝင်ပစ္စည်းကလည်းနည်းနည်းလေးမို့လို့အားလုံးလည်းမျှဝေပေးလိုက်ပါတယ်ရှင်။ဂျုံမုံတစ်ခွက်ကိုနှုတ်မုံအခွက်သေးလေးနဲ့တစ်ခွက်စားနဲ့ငယ်နဲ့စီကိုထမင်းစားစွန်းနဲ့နှစ်စွန်းလောက်ထည့်လိုက်ပါတယ်။ဒီကိုတော့နည်းနည်းချင်းစီထိန်ပြီးတော့မှထည့်ပါရှင်။စိတ်စိတ်လေးစားခြင်းလို့ကျမနှုတ်မုံထည့်လိုက်တာပါ။ဂျုံနဲ့စားနဲ့စီနဲ့ပဲလုပ်ရင်လည်းရပါတယ်။ကြားကြရင်လည်းတကြားထည့်လို့ရပါတယ်။ကျမတော့ဒီနေ့တကြားမထည့်ထားဘူးပေါ့နော်။လုံးချောသွားအောင်နေတဲ့ချိန်ကတော့3မိနစ်လောက်ပဲကြာပါတယ်။ချောမွေအောင်နေထားတဲ့ဂျုံလုံးကို10မိနစ်လောက်နားပေးပြီးပြီဆိုရင်တော့စားလို့ရပါပြီရှင်။အမောင်ဆုံးအနေနဲ့ဒီလိုအချောင်းလေးဖြစ်အောင်ပုံသွင်းလိုက်ပြီးတော့အတုံးလေးတွေတုံးပေးထားလိုက်ပါတယ်။ပြီးသွားရင်တော့ဂျုံတုံးလေးတွေကိုဂျုံလုံးလေးတွေဖြစ်အောင်စပြီးတော့ပုံစံပြောင်းပေးလိုက်ပါမယ်။လုံးတဲ့အခါမှာအထဲမှာလေးတွေခိုမနေအောင်လို့ဒီလိုမျိုးသွင်းပြီးတော့မှလုံးပေးပေါ့နော်။ဂျုံလုံးလေးတွေလုံးလို့ပြီးသွားပြီဆိုရင်တော့ချက်ပါတီစားလုပ်ဖို့အတွက်အိုးကိုအပူပေးထားလိုက်ပါပြီ။ပြီးသွားရင်တော့ဂျုံလုံးလေးကိုအဝိုင်းလေးဖြစ်အောင်ဒလိန်တုံးနဲ့လိမ်ပေးထားလိုက်ပါမယ်။ဂျုံကကျုံတတ်တဲ့သဘောရှိအောင်မို့လို့အားလုံးကိုတစ်ခါတည်းလှုပ်ထားလို့မရပါဘူး။တစ်ခုပြီးမှတစ်ခုလှုပ်ရတာပေါ့နော်။ပြီးသွားရင်တော့အပူပေးထားတဲ့အိုးတွေကိုဂျုံပြားလေးတွေထည့်ပြီးတော့ချက်ပါတီစားလို့ရပါပြီရှင်။မကဂျုံနေတဲ့နေရာမှာစီထည့်ထားတာမို့လို့အိုးကင်းဘူးတိုက်တဲ့နေရာမှာစီလုံးဝမထည့်ပါဘူးရှင်။အိုးပေါ်ကချပြီးသွားပြီဆိုမှစီလေးစမ်းကျင်တာဖြစ်ဖြစ်ထော့ဘက်ကလေးထည့်ကျင်တာဖြစ်ဖြစ်ထည့်လို့ရပါတယ်ရှင်။နိုင်ငံမှာတော့ချက်ပါတီကိုမနေ့တိုင်းစားရရင်တောင်မှမငြင်းငွေကြဘူးပေါ့နော်။ချက်သားဟင်းတို့ပဲဟင်းတို့နဲ့လည်းညစာအဖြစ်စားကြသလိုလက်ဖက်ရည်နဲ့တွဲပြီးတော့လည်းမနေ့စာအဖြစ်စားကြပါတယ်။မအောင်ကြည့်နေကြတဲ့သူတွေကချက်ပါတီလုပ်ပြပါလားဆိုလို့လုပ်ပြလိုက်တာပါ။ကျမကျွမ်းကျင်စင်တော့မဟုတ်ပါဘူးရှင်။ကိုချစ်ခင်ရတဲ့သူတွေမိသားစုဝင်တွေကိုလှုပ်ကြွေးကျင်တာဆိုရင်တော့အဆင်ပြေပါတယ်ရှင်။ဝင်ပစ္စည်းလည်းမများဘဲနဲ့လှုပ်ရတာလည်းလွယ်ကူတာမို့လို့ချစ်ခင်ရတဲ့သူတွေကိုလှုပ်ကြွေးကြည့်လိုက်ပါနော်။ကျေးဇူးပါရှင်။ Bye bye